အဲ့တော့ကျမတို့လေမနေ့ကကျမနည်းနည်းလေးတေးသေးချာချာနဲ့ရေးရေးလဲလဲနဲ့မပြောရအောင်အခုတေးသေးချာချာနဲ့ရေးရေးလဲလဲနဲ့ပြောကြံလို့မလို့အခုဒီမြောင်းမြအထက6ကဖြစ်တဲ့ဖြစ်စဉ်ဆိုရင်ဒါမနေ့ကကျမလည်းကြည့်လိုက်တယ်ပေါ့နော်ကြည့်လိုက်တဲ့ကကြတော့စပိန်လေးနဲ့ကောင်မလေးကိုတခါနဲ့တယောက်ပြီးတယောက်ပါးတွေပြောင်းကနေနဲ့ချကြတာနော်ချကြတာဆိုတော့ဘယ်လိုအကြောင်းကြောင့်နဲ့ဘယ်လိုတွေတယောက်နဲ့တယောက်နဲ့ဘယ်လိုခေါ်မလဲရန်ညိုးရန်စားတွေရှိလေတလဲတော့ကိုလည်းမသိဘူးပေါ့နော်ဆိုတော့ဒါပေမဲ့လည်းတယောက်နဲ့တယောက်နဲ့ကိုတီးလက်ရောက်လုပ်တယ်ဆိုတာတော့ကိုတီးလက်ရောက်လုပ်ပိုင်ခွင့်မရှိဘူးလေဟုတ်တယ်နော်ကျမတို့မကြည်နဲ့ကြလို့ခလေးချင်းမကြည်နဲ့ကြလို့ဖြစ်ကြတယ်ပြောကြတယ်ဆိုလဲဒီလောက်ကြီးအုပ်စုနဲ့ဖွဲ့ပြီးတော့မှဒီကိုတီးလက်ရောက်ကြီးလှုပ်เสียအကြောင်းမရှိဘူးအဲ့တော့လိုက်ဖတ်ကြည့်လိုက်လေ့လာကြည့်ဟိုလူဒီလူတင်တဲ့ post တွေကိုကြည့်တဲ့ခါကျတော့လက်ရှိဖြစ်တဲ့ဖြစ်စဉ်မဟုတ်ဘူးမနစ်တုန်းကစာတင်နှစ်တုန်းကဖြစ်တဲ့ဖြစ်စဉ်လို့လည်းဒီလိုမျိုးလေးပြောတယ်အဲ့တော့မနစ်တုန်းကဖြစ်တဲ့ဘယ်ဟာအမှန်လဲတော့မသိဘူးပေါ့နော်ကျမတို့ကလည်း line ပေါ်မှာတွေ့ရတဲ့သတင်းကိုပဲပြောရတာဟုတ်ဆိုတော့မနစ်တုန်းကစာတင်နှစ်ကဖြစ်တဲ့ဖြစ်စဉ်တဲ့အဲ့ဒီမှာဖြစ်တဲ့ဖြစ်စဉ်မှာခုနအရိုက်ခံရတဲ့ကလေးမလေးကတော့ကြောင်းတက်ပြီးကြောင်းမတက်နိုင်ဘူးတဲ့သူကတော့စိတ်ဒဏ်ရာရတဲ့ trauma ဖြစ်တယ်ကြောင်းမတက်နိုင်ခုနကအုပ်စုဖွဲ့အနိုင်ကျင့်တဲ့ကလေးတွေကတော့ကြောင်းနဲ့တက်တယ်စာမွေးလဲဖြေတယ်တဲ့စာမွေးလဲဖြေနိုင်တယ်အဲ့တော့ကျွန်မခုနပြောသလိုပေါ့အမှန်တရားအတွက်တာဝန်ရှိတဲ့လူကြီးမင်းများကတေးသေးချာချာမေးမြန်းစုံစမ်းစစ်ဆေးပြီးတော့မှအရေးယူပေးတဲ့တယ်နော်ဆိုတော့ကာယကံရှင်မိဘတွေအနေနဲ့လဲဒါမျိုးကတော့ငြိမ်မခံသင့်ဘူးဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ဘယ်လိုအကြောက်တရားမှကိုမရှိဘဲနဲ့ရင်ဆိုင်သင့်တယ်လို့ကျွန်မဒီလိုမျိုးလေးတိုက်တွန်းခြင်းတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒါဟာလေအမှန်တရားကလေးအတွက်အမှန်တရားရတဲ့တယ်တယောက်နဲ့တယောက်နဲ့မတင်လို့ပဲဖြစ်စေတယောက်နဲ့တယောက်နဲ့သူကိုကျူးတွေဖြစ်လို့ပဲဖြစ်စေဒါပေမဲ့ဒီလိုမျိုးကြီးကိုတိလက်ရောက်နဲ့စော်ကားပိုင်ခွင့်လုတ်ပိုင်ခွင့်တော့မရှိဘူးဟုတ်တယ်နော်အဲ့တော့ကျမကတော့ကျမသာမိဘနေရာမှာဆိုလို့ရှိရင်တော့ဘယ်တောင်ရုပ်ထိတက်ရကျမကတော့တက်မှာပဲဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ဒဏ်ရာဟာကျမတို့အလားတူဖြစ်စဉ်မျိုးပြန်ပြီးလှုပ်လိုက်မှပဲဒီစိတ်ဒဏ်ရာပြေပြောက်နိုင်မှာမဟုတ်ရင်ဒီကလေးရဲ့စိတ်ထဲမှာတက်လုံးစိတ်ဒဏ်ရာဖြစ်နေမှာเนาะကျမသာဆိုရင်တော့ကျမသမီးကိုဒီလိုလာလုပ်တယ်ဆိုကျမသမီးကဒီလိုပြန်လုပ်ရမှာကျမကျေနပ်မယ်เนาะရှင်းပဲအစင်တန်းမရှိဘူးလေစင်တန်းရှိတယ်တွေလာမပြောနဲ့เนาะလာမပြောနဲ့ကိုစော်ကားရင်ကိုလှုပ်တဲ့ပုံစံမျိုးကိုပြန်လှုပ်ရမှာပဲကိုသားသမီးပြန်လှုပ်လိုက်ရမှာပဲကိုသားသမီးရဲ့စိတ်ဒဏ်ရာလည်းပြေပြောက်နိုင်မယ်အဲ့တော့ကိုလူရှိမှလှုပ်တယ်ဆိုကိုလည်းလူရှိမှပဲပြန်လှုပ်ချက်တယ်ကိုစော်ကားခံရတော့လူရှိမှစော်ကားခံရတယ်လူကရမှာတိုးတိတ်တောင်းမှန်တာကိုကြည်အေးလိုက်ရတဲ့အဖြစ်မျိုးကတော့ဒါကာယကံရှင်မိဘအနေနဲ့လက်မခံနဲ့လို့ပဲကျွန်တော်တို့ပြောချင်တယ်အမှန်တရားအတိုင်းပဲဖြစ်ပါစေပေါ့နော်ဆိုတော့အခုဘာဖြစ်တယ်လဲဆိုတဲ့ခါကျတော့ဒီဘက်နောက်ပိုင်းဆိုရင်ဒီလိုဖြစ်စဉ်ဖြစ်ရတဲ့အများကြီးဖြစ်တယ်နော်ဟိုတလောကဆိုလဲဒီလိုပဲတော်တော်လေးကြရက်ထားတယ်ဆရာမတွေနဲ့ဖြစ်တဲ့ဖြစ်စဉ်ဖြစ်ရတွေပေါ့ဒါကတော့နှစ်ဦးနှစ်ဖက်အခြေအနေတွေအများကြီးရှိမှာပေါ့လေဆိုတော့ဒါပေမဲ့ចောင်းသားတွေလူငယ်တွေအနေနဲ့ကလည်းဂါရောစာနိဝါဒေါစာလေးတွေကလည်းအားလေးနည်းနေလာတယ်เนาะဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့လက်ဦးဆရာမိတိုင်းဆိုတာပုပ်ပါစရိယာမိနဲ့ဖပဲပေါ့เนาะကျမတို့ကတော့ဒါလေးပဲပြောချင်တယ်အဲ့တော့တယ်လီဖုန်းလေးတွေဆိုတာကအရွယ်မရောက်ခင်အရွယ်လေးတွေကိုနေရလက်ထဲမှာနေကုန်အကုန်တယ်လီဖုန်းကိုစီလေးတွေနဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ကဘာကြီးနဲ့အရန်ထိတွေးကြပါတယ်เนาะဆိုတော့ဒီတယ်လီဖုန်းလေးတွေထဲမှာပဲအချိန်ကြီးကုန်ပြီးတော့မှကျန်တဲ့ဘာသာရေးအသည့်ဆိုတဲ့အရာတွေလည်းမရှိဘူးเนาะအဲ့တော့မိဘတွေအနေနဲ့ကလည်းလူရသည်ចောင်းပိတ်ရက်လိုဟာမျိုးလေးတွေမှာဓမ္မစကူးဆိုတာဒါမျိုးလေးတွေကိုပို့တဲ့နေเนาะမဟုတ်လို့ရှိလို့ရှိရင်လည်းယဉ်ကျေးမှုလေးတွေပေါ့ဒီလိုမျိုးလေးတွေကိုသင်ကြားပေးတဲ့နေမပို့နိုင်ဘူးဆိုရင်တော့မိဘတွေကအဆိုးအဆုံးမတွေမနှင်းနဲ့ဒါတွေကိုသင်ကြားပေးဖို့လိုအပ်တယ်เนาะဘာသာရေးအသည့်တွေခုနကပြောတဲ့လူကြီးသူမကိုယူသေးလေးစားရတယ်ဆိုတဲ့ဟာတွေဟီရီအော်တပါတွေเนาะနောက်တစ်ခါ38ဖြာမင်္ဂလာတွေเนาะကျမတို့တွေလူကြီးသူမနဲ့ဆိုလို့ရှိရင်ခြေလန်းကိုရှက်မလျှောက်ရတာတို့ထမင်းကိုပလက်မစားရတာတို့ထမင်းလက်နဲ့နေစားရင်လက်စစ်ကိုမကြော်ရတာတို့ဒါမျိုးတွေကျမတို့ငယ်ရဆိုเนาะစီးစနစ်တကျနဲ့ကျမတို့တွေကကြီးပြင်းခဲ့ရတယ်ဒီဘက်ခေတ်ကတော့မိဘတွေကိုယ်တိုင်ကလည်းကိုယ့်ရဲ့စားဝတ်နေရေးကိုရုန်းကန်ရတာတွေကတပိုင်းပေါ့နော်ဆိုတဲ့ခါကျတော့တိတ်ပြီးတော့မှသားသမီးတွေနဲ့အပြောအဆိုလေးတွေနေကုန်တာပေါ့နော်နေကုန်တဲ့ခါကျတော့ဖာတိဘာသာလေးတွေဖြစ်တယ်ကျမလေးအခုဆိုလေးကြည်ရတာအများသောအားဖြင့်မိဘနဲ့သားသမီးရဲ့မေတ္တာချီနာမှုအားလေးတွေလည်းနေတယ်အဲ့တော့ကျမတို့လေဗုဒ္ဓဘာသာဝင်နေကပို့ပြီးတော့မှနည်းနည်းလေးပေါ့ရော့မှုအားလေးတွေပိုများတယ်လို့ကျမဒီလိုလေးဖြစ်တယ်ကျမတို့ကျန်တဲ့အစ္စလာမ်တို့ခရစ်ယာန်တို့ဆိုလဲခရစ်ယာန်ဆိုရင်တော့ဒါ Sunday School တွေเนาะသူတို့ကလေတနင်္ဂနွေနေ့တိုင်းချက်ကြောင်းတက်တာမျိုးလေးတွေကျမတို့တွေဥပုံနေ့တိုင်းဥပုံမဆောင်ဖြစ်ဘူးเนาะနောက်တစ်ခါလေအစ္စလာမ်ဆိုလဲဒီလိုပဲသူတို့အရွယ်လေးတွေရပြီဆိုတာနဲ့တစ်ခါတည်းဘာသာရေးကျောင်းတွေသူတို့ပို့ပြီးတော့မှသင်ကြားစီတယ်ကျမတို့စီကကြတော့ဗုဒ္ဓဘာသာတွေကကြတော့ဘာဖြစ်တယ်လဲဆိုတဲ့ခါကျဘုန်းကြီးကျောင်းခေါ်သွားရင်ကလေးတွေပြင်းမယ်
ဖုန်ကြီးเจ้าခေါ်သွားရင်မျက်စိနောက်မယ်လူကြီးတွေအတန်နေစူတယ်အနောက်ရှက်ဖြစ်မယ်ဆိုပြီးတော့မှထားခဲ့တယ်ကလေးတွေကိုခေါ်မသွားကြဘူးเนาะအဲ့တော့ဘာဖြစ်လဲဆိုတော့ကလေးတွေကလေဒီဘာသာရေးနေပယ်တွေနဲ့ဝေးလာတယ်အဲ့တော့အိမ်မှာအားရင်ဘာလုပ်လဲဆိုဂိမ်းချတယ်တယ်လီဖုန်းလေးတွေတခိုင်ခိုင်နဲ့လုပ်တယ်ဆိုတော့အဲ့တော့လေမိဘကတကယ်အရေးရဲ့အကြောင်းရဲ့လို့စိုးဆုံးမှရင်လေမိဘရဲ့စကားနားထဲမှာမဝင်တော့ဘူးเนาะဆိုတော့သူတို့တွေဘာလုပ်လဲဆိုချတယ်ဟာတနက်ပြစ်တဲ့ဂိမ်းတွေတက်တစ်ချိန်လုံးဒီလူသက်ချင်တဲ့စိတ်တွေပေါ့เนาะဟာတခါတည်းကိုလေဟာရန်လိုတဲ့စိတ်တွေဖြစ်တာပေါ့เนาะရန်လိုတဲ့စိတ်တွေဘာဖြစ်လို့သူတို့ကဂိမ်းတွေထဲမှာတတ်အမကိုဒီလိုဖြစ်တဲ့ခါကျတော့ရန်လိုတဲ့စိတ်တွေအဲ့တော့နောက်တစ်ခါလေဟိုစိုးဆုံးမှမလွယ်တော့ဘူးပေါ့เนาะသူတို့လေသူတို့ကလည်းသူတို့ဖာတိဘာသာနေတော့တန်ရောစင်လည်းမချီနောင်တော့ဘူးကျမတို့တွေငယ်ငယ်တုန်းကဆိုဒီလိုမဟုတ်ဘူးလေเนาะခစ်ကြီးတိုးတက်တာလဲတိုးတက်တာပေါ့ခစ်ကြီးမိတာလဲမိတာပေါ့မိဘနဲ့သားသမီးနှွေးထွေးမှုတွေတော့မိဘတွေကတေးသေးချာချာလေးပြန်ယူဖို့လိုအပ်တယ်เนาะဆိုတော့လေအဲ့လိုမျိုးရဲ့နောက်ဆက်တွဲတွေမှာကလေးတွေကဘာဖြစ်လာလဲဆိုတဲ့ခါကျတော့စိုးဆုံးများအရာတွေခက်ခဲလာတယ်နောက်တစ်ခါစိတ်တွေကလေရုပ်ရင်းကြမ်းတမ်းလာတယ်เนาะအဲ့တော့ခုနလိုပေါ့နောက်တစ်ခါကျမတို့ကဘာကြီးနဲ့အရန်ထိတွေ့တဲ့ခါကျတော့ရုပ်ရှင်တွေရဲ့ influence တွေပေါ့ရုပ်ရှင်တွေရဲ့မှာဆိုဒါဟိုတလော့ on saw ကားဆိုရင်ကျောင်းမှာလုံးဝအနိုင်ကျင့်တာเนาะလုံးဝအနိုင်ကျင့်တာအနိုင်ကျင့်တာမှာရက်ဆက်ဆက်ကိုအနိုင်ကျင့်တာတခါတည်းကိုအင်ကြီးတွေကိုချွတ်ပြီးတော့ကိုရိုက်နှက်ပြီးတော့ကိုဒီလိုတွေအထိကိုအနိုင်ကျင့်တဲ့ရုပ်ရှင်ကားတွေเนาะဒီလိုဟာမျိုးတွေလည်းမြင်တွေ့ပြီးတော့မှဒါကလေးတွေဆိုတာကဆယ်ကျော်သက်ဆိုတာကအရန်အတုမြင်အသက်တင်တယ်အတုခိုးလွယ်တယ်ပေါ့เนาะတခါတည်းအချစ်ကားတွေကြည့်ပြီးတော့ရင်လည်းအချစ်ကားတွေမင်းသားမင်းသမီးဖက်နှက်ကြိုးစီးဆိုသူတို့ဒီမှာဒါအချစ်ကားတွေပေါ့အိမ်အောင်ကြီးဖောက်ပြန်တဲ့ကားတွေဆိုလဲအိမ်အောင်ကြီးဖောက်ပြန်နေဆိုတာဘာမှမဟုတ်တော့ဘူးဆိုတဲ့ပုံစံမျိုးထိကိုအိမ်အောင်ကြီးဖောက်ပြန်ရင်ပဲခစ်မိသလိုလို့เนาะအိမ်အောင်ကြီးဖောက်ပြန်တာကိုပဲဘာမှမဟုတ်သလိုလို့เนาะအမလေးအိမ်အောင်ရှိတဲ့တခါတည်းယောက်ျားမိန်းမရီးစားထားတယ်ဆိုတာကစကလုံးကိုတော့မှသုံးထုံလိုက်ကြသေးတယ်เนาะဆိုတဲ့ကကြတော့အတုယူမယူသင့်တဲ့ဟာတွေကိုအတုယူလွဲမားကြတာပေါ့เนาะဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီဆယ်ကျော်တက်လေးတွေရဲ့အဓိကကတော့မိဘပေါ့เนาะမိဘမှာမှအမေတွေပေါ့အမေတွေပါနှက်ဖို့လိုတယ်အမေတွေအပြောဆိုမနှဲဖို့လိုတယ်เนาะအမေတွေပြောဆိုဆုံးမနိုင်တော့မှဒါတန်ငါကြမယ်ကိုကခင်မီတာလဲခင်မီတာဘိုးဆန္ဒလဲဘိုးဆန္ဒခုနလိုပေါ့ခလေးတွေဗမာစကားမတက်ဘူးเนาะဗမာစာမရေးတက်ဘူးဆိုအရန်ဂုံယူကြတယ်เนาะဆိုတော့မြန်မာလူမျိုးဟာမြန်မာစကားမတက်တာဂုံယူစရာကိစ္စလည်းမဟုတ်ပါဘူးเนาะဆိုတော့ဘာမှလည်းကြီးမြတ်သွားတဲ့ကိစ္စလည်းမဟုတ်ပါဘူးเนาะဆိုတဲ့ခါကျတော့ဖျားစာတွေဆိုမရဘူး तू ကမြန်မာစကားတော့ကောင်းကောင်းမပြောတတ်ဘူးလေဒီလိုမျိုးလာတာเนาะဆိုတော့ဘာဆိုဘာမှမဆိုင်ကျမတို့သားသမီးတွေဆိုလည်းဘိုးချောင်းတက်ခဲ့တာပဲเนาะဘိုးချောင်းတက်ခဲ့ပြီးတော့မှနိုင်ငံသားကြီးတာပဲအမလီမြန်မာစကားကိုမွတ်ထွတ်နေအောင်ပြောနိုင်တယ်မလီမြေတာတော့အလွတ်ရတယ်တန်ပုတ်တွေအလွတ်ရတယ်ငါးပါးတီလိုက်ရတယ်ဖျားရဲ့ဆွေတော်ရှစ်တောင်းမျိုးတော်ပေါင်းအကုန်သိတယ်လူနေပဲဆိုင်တယ်เนาะကျင်လျာအတိုင်းအဝိုင်းနဲ့ပဲဆိုင်တယ်เนาะမိဘရဲ့တင်ကြားပြတာမှုနဲ့ကာယကံရှင်ကလေးရဲ့နာယူတင်ယူနာခံမှုနဲ့ပဲသက်ဆိုင်တယ်ဘာမှဘိုးချောင်းထားလို့မြန်မာစကားမတက်တာတို့ဘိုးချောင်းထားလို့မြန်မာလိုမပြောတတ်တာတို့မြန်မာစာမရေးတတ်တာတို့ဖျားစာတွေမစိုးတတ်ဘူးလို့မြန်မာစာရေးရရင်သိစိတ်ညစ်တာတို့ဆိုအဲ့ဒါအပိုတွေစောက်ပိုတွေလောက်တာเนาะအဲ့တော့ကျမတို့သားသမီးတွေလည်းဘိုးချောင်းထားခဲ့ပြီးတော့မှနိုင်ငံသားမှာကိုကြီးတာเนาะဆိုတဲ့ခါကျတော့အဲ့တော့လေတိတ်ပြီးတော့လေအပိုတွေမလုပ်ကြပါနဲ့เนาะအပိုတွေမလို့ဘိုးချောင်းထားတာလေဘိုးချောင်းထားတာမြန်မာပြည်မှာနေတာမြန်မာစကားနဲ့ပဲ communication လုပ်တာကျောင်းမှာပဲပို့လို့များသောအားဖြင့်ပြောကြတာပါเนาะဆိုတော့အိမ်မှာမိဘနဲ့လေကျမတို့မြန်မာလိုပဲ communication လုပ်တာပါအဲ့တော့မိဘကတေးသေးချာချာသင်မှာတေးသေးချာချာကျမတို့အသိပညာဘ ഹു တတအသက်ပညာအားဖြင့်စာသင်ကျောင်းကိုပို့တယ်အဆင့်မြင့်ပညာတွေကိုသင်စေတယ်အသိပညာအားဖြင့်လေဘာသာရေးအသိရိုးရာယဉ်ကျေးမှုမိမိဒလိထုံးတန်းစင်လာတွေကိုသင်ပေးပါเนาะဒါမြန်မာဟာမြန်မာပဲเนาะမြန်မာဟာမြန်မာပဲအခြေအနေအကြောင်းမလို့ American citizen ဖြစ်သွားရင်လေကျမတို့လေသိလားအဲ့ဒီ passport ထဲမှာလေ Burmese ပဲเนาะမြန်မာပဲเนาะသိလားမြန်မာပဲ American မဖြစ်သွားဘူး American နိုင်ငံသားပဲဖြစ်မယ်လူမျိုးတည်မြန်မာပဲဖြစ်မှာเนาะသိလားအယိုးပေါ်အရွယ်မဖုံးနဲ့ဟာသွားပြီးတော့မှအင်္ဂလန်နိုင်ငံသားခံယူလိုက်လို့လေအင်္ဂလန်နိုင်ငံသားဒီနိုင်ငံသားမှာပဲအင်္ဂလန်နိုင်ငံသားဖြစ်မှာလူမျိုးမှာ Burmese မြန်မာပဲเนาะသိလားအဲ့ဒါလေးကိုသိပြီးတော့မှလေအရန်နေလဲဘိုမဆန်ကြနဲ့အရန်နေလဲအောက်ချေမလွတ်ကြနဲ့မြန်မာဟာမြန်မာပဲဒါကြောင့်မလို့ကျမတို့လေဒီဖျားရဲ့တရားတော်လေးငါးပါးတိလတွေ38ဖြာမင်္ဂလာတွေလူကြီးသူမကိုယိုသေးဖို့တွေကျမတို့မြန်မာရိုးရာယဉ်ကျေးမှုတခါတည်းကိုအစင်အလာတွေเนาะဟာတခါတည်းတိတင်တိတိုက်တဲ့ဟာတွေကိုမိဘတွေကပြောဆိုတင်ကြားပေးဖို့လိုအပ်တယ်ဘိုးเจ้าမကလို့ဘိုးเจ้าရဲ့အဖေမှာเจ้าမှာပဲထားเนาะဆိုတော့ဒါလေးတွေတော့မိဘတွေမှာတာဝန်ရှိတယ်เนาะမိဘတွေလိုအဲ့လိုသားသမီးတွေရိုင်းတယ်လို့ပဲပြောပြရစီเนาะဆိုတော့တော်တော်လေးကိုမြင်ရတွေ့ရတာတွေအဆင်မပြေဘူးเนาะအဲ့တော့နင့်နာတဲ့